Hello အားလုံးပဲမင်္ဂလာပါရှင် KSR Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီကနေ့ဆွေးနွေးခြင်းတဲ့ခေါင်းစဉ်လေးကတော့လုပ်ငန်းခွင်မှာအဆင်ပြေအောင်ဘယ်လိုနေကြမလဲဆိုတဲ့ခေါင်းစဉ်ပဲဖြစ်ပါတယ်ရှင်ဒီခေါင်းစဉ်လေးကိုဆွေးနွေးဖို့အတွက်ကျမကအပိုင်းနှစ်ပိုင်းခွဲထားပါတယ်ဘာလဲဆိုလို့ရှိရင်ပြုလုပ်တဲ့အဆင်ပြေလုပ်ငန်းခွင်မှာအဆင်ပြေနဲ့အလုပ်လုပ်နိုင်ဖို့အတွက်မပြုလုပ်ရမယ့်အချက်တွေနဲ့ပြုလုပ်ရမယ့်အချက်တွေဖြစ်ပါတယ်မပြုလုပ်ရမယ့်အချက်တွေကတော့အရေးကြီးပါတယ်ဘာဖြစ်လို့လဲဆိုတော့မကောင်းမှုရှောင်ကောင်းမှုဆောင်ဖြူအောင်စိတ်ကူထားဆိုလိုပဲပေါ့ရှင်အဓိကတော့မကောင်းတဲ့အရာတွေကိုအရင်ရှောင်ရပါမယ်အဲ့ဒါမှသာအလုံးမှာမပြုတ်တော့ဘူးပေါ့နော်အဲ့ဒီအလုံးမှာအေးစစ်စစ်နဲ့လုံနိုင်သွားပါမယ်လုံနိုင်မယ်ပြီးလို့ရှိတော့မှကောင်းတဲ့အလုပ်တွေကိုကောင်းတဲ့ပြုလုပ်ရမယ့်အချက်တွေကိုလုပ်လို့ရှိရင်အလုပ်မှာယာတူးတိုးမယ်အဆင်ပြေမယ်ပေါ့ရှင်အဲ့ဒါကြောင့်မပြုလုပ်ရမယ့်အချက်တွေကိုအရင်ပြောပါမယ်ပြီးလို့ရှိရင်တော့မှပြုလုပ်ရမယ့်အချက်တွေကိုဒုတိယအနေနဲ့ပြောပါမယ်ရှင်အဲ့ဒါဆိုရင်ဒီဗီဒီယိုလေးကိုဒီခေါင်းစဉ်လေးကိုစိတ်ဝင်စားတဲ့လူတွေကဒီဗီဒီယိုကိုဆက်ကြည့်ပေးဖို့အတွက်ကိုတောင်းဆိုချင်ပါတယ်ရှင်ဒီဗီဒီယိုလေးကိုလုပ်ရတဲ့အဓိကရည်ရွယ်ချက်ကတော့တီဗီသားလူတွေအတွက်experience ရှိတဲ့လူတွေအတွက်ရည်ရွယ်တာမဟုတ်ပါဘူးအလုံးစပြီးတော့ဝင်မဲ့ကလေးတွေပေါ့နော်ကျမရဲ့အတိရဲ့သားသမီးတွေတူတွေတူမတွေအတွက်ကိုဆောင်ရန်ရှောင်ရန်လေးတွေကိုတည်ထားလို့ရှိရင်ပို့ပြီးတော့လုပ်ငန်းမှာအဆင်ပြေစေဖို့အတွက်ပြုလုပ်ရခြင်းဖြစ်ပါတယ်ဗီဒီယိုလေးကိုဘယ်လိုဆက်ပြောမလဲဆိုတာကိုသိချင်တဲ့လူကတော့ဆက်ကြည့်ပေးပါနော်ပထမအနေနဲ့ကတော့မပြုတ်လို့ရမယ့်အချက်တွေကိုအရင်ပြောမှဖြစ်ပါတယ်မပြုတ်လို့ရမယ့်အချက်တွေကတော့10ချက်ရှိပါတယ်အဲ့ဒီ10ချက်ကိုခုပြောပြမှာဖြစ်ပါတယ်ရှင်ကြည့်ပေးပါနံပါတ်1အချက်ကတော့လုပ်ဖို့ကင်ဖတ်တွေရဲ့ကိုရေးကိုတာမကောင်းတဲ့သတင်းတွေကိုတယောက်နဲ့တယောက်မပြောဘူးကအဓိကကြတယ်ဘာဖြစ်လို့လဲဆိုတော့အဲ့လိုပြောလိုက်လို့ရှိရင်အဲ့ဒီပြောခံရတဲ့လူကလည်းမကောင်းဘူးမဟုတ်လို့ရှိရင်လည်းလူတွေရဲ့အထင်မြင်လွဲခြင်းကိုခံရမယ်ပြီးတော့ကိုပြောလိုက်တဲ့အတွက်ကြောင့်မိမိရဲ့နာမည်ကတခြားနေရာတွေကိုရောက်သွားလို့ရှိရင်အဆင်မပြေဘူးအဲ့ဒါကြောင့်အတင်းအဖျင်းနေနဲ့သတင်းတွေကိုမပြောတာအကောင်းဆုံးပါပဲရှင်နံပါတ်2ကတော့လုပ်ငန်းခွင်မှာအချိန်မဆွဲဖို့ဖြစ်ပါတယ်အချိန်မဆွဲဘူးဆိုတာကအလုပ်တစ်ခုကိုအဆိုင်းပေးထားတယ်3ရက်လောက်လုပ်ရမယ်အလုပ်ကိုအဆိုင်းပေးထားတယ်ဆိုလို့ရှိရင်အဲ့ဒီ3ရက်မတိုင်ခင်မှာဘယ်အပိုင်းတွေကိုဘယ်လိုမျိုးလုပ်မလဲဆိုပြီးကို plan ချပြီးတော့လုပ်သင့်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ last minute မှာအလုပ်ကို mood မရှိဘူးအလုပ်မလုပ်ချင်ဘူးဆိုပြီးအချိန်ဆွဲနေလို့ရှိရင်အလုပ်ရှင်အတွက်လည်းမကောင်းဘူးမိမိအတွက်လည်းimage ကမကောင်းဘူးပေါ့ရှင်အဲ့ဒါကြောင့်အလုပ်ကိုအချိန်မဆွဲဘဲနဲ့မြန်အလုပ်လုပ်နိုင်လေပြီးနိုင်လေကောင်းလေဖြစ်ပါတယ်ရှင်၃အချက်ကတော့အလုပ်ချိန်အတွင်းမှာမိမိရဲ့ကိုရေးကိုတာအကြောင်းအရာတွေဖြစ်ကိုရေးကိုတာတွေကိုမကြည့်ဘူးဖြစ်ပါတယ်အဓိကပြောရမယ်ဆိုရင်ပေါ့ဖုန်းသုံးတာတို့ social media သုံးတာပြီးလို့ရှိရင်မိမိ online shopping တွေလုပ်နေမယ်အဲ့ဒီအလုံးနဲ့မသက်ဆိုင်တဲ့အရာတွေကိုမလုပ်မိဖို့အထူးရှောင်ကျဉ်ရပါမယ်ရှင်နံပါတ်4ကတော့အလုပ်ကိုမနောက်ကျဖို့ပဲဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့အလုပ်ရှင်ကိုလေးစားတဲ့အနေနဲ့အလုပ်ကိုအချိန်မှန်သွားပြီးတော့အလုပ်မနောက်ကျစီပါနဲ့တကယ်လို့အလုံးနောက်ကြမယ်ဆိုရင်လည်းအထက်လူကြီးကိုတည်တည်ချာချာလေးဆာနဲ့အလုံးနောက်ကြမယ်ဆိုပြီးတော့ပြောပြီးတော့မှခွင့်တောင်းတင်ပါတယ်ရှင်နောက်တစ်ခုကတော့အလုပ်တွေကိုအရန်စူးစမ်းလုပ်ပြီးတော့မိမိကိုယ်ကိုလည်းလှစ်လူမရှူလိုက်ဖို့အရေးကြီးပါတယ်ဘာဖြစ်လို့လဲဆိုတော့မိမိရဲ့ mentally ရဲ့physically ကိုအမြဲတမ်းဂရုစိုက်တင်ပါတယ်အဲ့ဒါကြောင့်အလုပ်လုပ်ပြီးတော့တနာရီအမြဲတမ်းတနာရီချားလောက်မှာ take a break ပေါ့နော်ရေတောက်မယ်အသက်ရှူမယ် physically နဲ့ mentally ကိုအမြဲတမ်းကြည့်ရှုနေရင်ပိုကောင်းပါတယ်ရှင်နံပါတ်6အချက်ကတော့ don't ignore the feedback ဆိုတာကကိုယ့်ရဲ့ supervisor တွေကိုယ့်ရဲ့ colleague တွေကလုပ်ဖို့ကိုင်ဖတ်တွေကfeedback ပေးတယ်နင်ဒီလိုမျိုးလုပ်နေရင်မကောင်းဘူးဒီလိုမျိုးမသင့်တော်ဘူးဆိုလို့ရှိရင်လက်ခံပါငါဘာကြောင့်ငါမှာဘာအားနည်းချက်ရှိတယ်လဲဘာတွေလဲလုပ်ဖို့ကိုင်ဖတ်တဲ့
ပေးတဲ့အကြံစီတွေကိုယူပြီးတော့ကိုပြုပြင်ပါရှင်အဲ့ဒါကအရေးကြီးတဲ့အချက်ဖြစ်ပါတယ်ရှင်နောက်တစ်ချက်ကတော့အလုံးမှာတကယ်လို့နားလည်မှုလွယ်ပြီးတော့ကိုမကောင်းထင်တာတို့ဆွဆွဲခံရတာတွေဆိုလို့ရှိရင်ပွင့်လင်းပဲငါဒီလိုလုပ်လို့ဒီလိုဖြစ်ခဲ့တာမင်းတို့ဖြစ်စေချင်တာဘာလဲဆိုပြီးပွင့်လင်းပြောပြတာကအရေးကြီးပါတယ်ရှင်နောက်တစ်ခုကတော့confidential အချက်လက်တွေပေါ့နော်တကယ်လို့အရေးကြီးတယ်လျှို့ဝှက်ထားတဲ့ရုံးရဲ့အချက်လက်မပြောသင့်တဲ့အချက်လက်တွေကိုလျှို့ဝှက်ထားမယ်ဆိုလျှို့ဝှက်ထားပါလို့ပြောလို့ရှိရင်ဘယ်သူမှမပေါက်ကြားအောင်မပြောတာကောင်းပါတယ်ဘာဖြစ်လို့လဲဆိုတော့ကိုစီကပြောတယ်လို့ပြန်ကြားလို့ရှိရင်မိမိရဲ့အလုပ်ငန်းကိုင်ငန်းအတွက်မကောင်းပေါ့မိမိအတွက်အခြေအနေမကောင်းပေါ့ရှင်အဲ့ဒါကြောင့်လျှို့ဝှက်တဲ့အချက်လက်တွေကိုလျှို့ဝှက်ထားတင်ပါတယ်ရှင်နောက်ပြီးတော့နောက်ဆုံးတစ်ချက်ကဘာလဲဆိုလို့ရှိရင်မိမိရဲ့ company ရဲ့ policy ကိုမိမိကလိုက်နာရပါမယ်။အရင်တော့ဘယ်နေရာမှာဘာတွေပဲလုပ်ခဲ့အခုကမိမိဒီ company အောက်မှာအလုပ်လုပ်နေတယ်ဆိုလို့ရှိရင်အဲ့ဒီ company ကဘာတွေကိုစီးမြင့်တွေချထားသလဲအဲ့ဒီချထားတဲ့စီးမြင့်တွေကိုလိုက်နာတင်ပါတယ်ရှင်ဒီအချက်တွေကတော့မပြုတ်လို့တင်တဲ့အချက်တွေဖြစ်ပါတယ်ရှင်ကဲမပြုတ်လို့တဲ့အချက်တွေကိုပြောပြီးပြီဆိုတော့အခုကပြုတ်လို့တဲ့အချက်၈ချက်ကိုပြောပြမှာဖြစ်ပါတယ်ရှင်ဆက်ကြည့်ပေးပါနံပါတ်1အရေးကြီးဆုံးအချက်က be punctual ဖြစ်ပါတယ် be punctual ဆိုတာကတော့အလုပ်ချိန်ကိုတိတိကျကျတက်ချင်းဖြစ်ပါတယ်အလုပ်ကိုတဖြည်းဖြည်းနဲ့နောက်ကျနေမယ်15မိနစ်10မိနစ်အလုပ်ရောက်တဲ့အချိန်ကိုအမြဲတမ်းနောက်ကျနေလို့ရှိရင်အဲ့ဒါကကောင်းမွန်တဲ့အချက်မဟုတ်ပါဘူးရှင်အလုပ်ကိုနောက်မကျစေပါနဲ့နောက်တစ်ခုကအစည်းအဝေးပေါ့နော်အစည်းအဝေးကလည်း3နာရီစမယ်ဆိုလို့ရှိရင်10မိနစ်လောက်ကြိုပြီးတော့ရောက်နေတာကောင်းပါတယ်အစည်းအဝေးကိုမနောက်ကျအောင်လုပ်ရမှာဖြစ်ပါတယ်နံပါတ်2အရေးကြီးတဲ့အချက်ကတော့ကိုယ့်ရဲ့အလုပ်တစ်ခုကိုတထေးကအဆိုင်ပေးလိုက်တယ်ဆိုလို့ရှိရင်အဲ့ဒီအလုပ်ပေါ်မှာကိုကဘယ်လိုလုပ်မယ်ကိုယ့်ရဲ့ propose ပေါ့နော် proposal တွေကိုဘယ်လိုလုပ်မယ်အကြံအစီတွေကဘယ်လိုရှိတယ်ဆိုတာကိုပွင့်လင်းတထေးကိုနားလည်အောင်ပြောပြထားသင့်ပါတယ်ရှင်နံပါတ်3ကတော့ meet the deadline ပေါ့နော်ကိုကိုအဆိုင်ပေးထားတာတရက်နဲ့ပြီးရမယ်ဆိုလို့ရှိရင်အဲ့ဒီတရက်အတွင်းမှာအဲ့ဒီအလုပ်ကိုပြီးအောင်လုပ်နဲ့အလေးကျင့်ဖြစ်အောင်အများလုပ်ရမှာဖြစ်ပါတယ် supervisor တို့တထေးတို့ကသူဒီကိုရဲ့အဆိုင်ပေးတဲ့အလုပ်ကိုတာဝန်ကြီးအချိန် target ကိုထိမိလုပ်ကင်နိုင်တယ်ဆိုပြီးတော့ကိုက impression ကောင်းရမှာဖြစ်ပါတယ်ရှင်နံပါတ်4အချက်ကတော့လုပ်ဖို့ကံဘက်အချင်းလေးစားဆက်ဆံမှာကိုယ့်ထက်အသက်ငယ်တဲ့အသက်ကြီးတယ်မလေးမစားဆိုပြီးတော့မလေးမစားဆက်ဆံတာအောင်မလုပ်ပါနဲ့လုပ်ဖို့ကံဘက်အချင်းကိုဘာပဲဖြစ်အမြဲတမ်းလေးစားဆက်ဆံတာကကောင်းမွန်တဲ့ habit ဖြစ်ပါတယ်ရှင်နံပါတ်5အချက်ကတော့အလုပ်ကိုကိုယ့်ရဲ့အလုပ်ကိုကောင်းမွန်စွာစီမံခန့်ခွဲတတ်ပါစေကိုအဆိုင်ပေးထားတဲ့အလုပ်ကိုတေချာနားလည်ခါနာနားလည်ပြီးတော့ဘယ်အရာကိုဘယ်အချိန်မှာစလုပ်မယ်ဘယ်လိုမျိုးလုပ်မယ်ခက်ခဲတဲ့အရာတွေကိုဘယ်လိုစီးဝေးလုပ်မယ်ဆိုပြီးတော့ကိုယ့်ရဲ့ scope of work ကိုအမြဲတမ်းရှင်းလင်းအောင်ရှိပါစေရှင်နံပါတ်6အချက်ကတော့တကယ်လို့ကိုယ်အဆိုင်ပေးတဲ့အလုပ်ကမရှင်းလင်းမှုဆိုလို့ရှိရင်အချိန်ဆွဲပြီးတော့မနေပါနဲ့မရှင်းမှုဆိုပြီးတော့ကိုယ်အဆိုင်ပေးတယ်ကိုယ့်ရဲ့ supervisor တွေကိုအမြဲတမ်းမေးပါဒါကိုငါသိချင်တယ်ဒါကဘာဖြစ်လို့ဒီလိုလုပ်တာလဲကိုclear မဖြစ်တဲ့မေးခွန်းတွေကိုမေးသင့်ပါတယ်ရှင်ဘာဖြစ်လို့လဲဆိုတော့မေးခွန်းမမေးလို့ရှိရင်အချိန်ကမတိသင့်တာကိုကလည်းမလုပ်တတ်ပဲနဲ့အချိန်ကကြန့်နေရင်မကောင်းပါဘူးရှင်နံပါတ်9အရေးကြီးဆုံးကဘာလဲဆိုရင်ကိုယ့်ရဲ့လုပ်ငန်းပေါ်ထားရှိတဲ့ attitude ဖြစ်ပါတယ်ကိုကအလုပ်ကိုဒီခိုင်းတဲ့အလုပ်ကိုပဲလုပ်မယ်ဆိုရင်အဆင်မပြေဘူးအဲ့ဒါကြောင့်ခိုင်းတဲ့အလုပ်အပြင်တခြားသော
ကိုရဲ့လုပ်ငန်းနဲ့ volunteer jobs တွေတခြားအလုပ်တွေကိုလုပ်နိုင်တဲ့အရာတွေကိုမှအားသာချက်ရှိတဲ့အလုပ်တွေကိုဦးညီလုပ်ကင်ပေးခြင်းဟာအရေးကြီးတဲ့အချက်ဖြစ်ပါတယ်ရှင်နံပါတ်8အချက်နောက်ဆုံးအချက်ကတော့လုပ်ငန်းကမပြောသင့်တဲ့ confidential အချက်အလက်တွေကိုလျှို့ဝှက်ထားတာအကောင်းဆုံးပဲဖြစ်ပါတယ်ရှင်ဒီလောက်ဆိုရင်တော့လုပ်ငန်းခွင်မှာဘယ်လိုနေရမယ်လဲဆိုတော့ရှောင်းရံအချက်တွေကိုပြောပြပြီးဖြစ်ပါတယ်နောက်ဗီဒီယိုတွေမှာထပ်တွေ့ကြပါမယ်ဘိုင်ဘိုင်